ကဘာရွှေကိုကျွန်မကောင်တာ trade လေးရမရကျွန်မတစ်ချက်စောင့်ကြည့်နေပါတယ်အဲ့တော့5 minute အရာတော့ character ချိန်သွားပြီဒါပေမဲ့ပူဘက်အနေနဲ့ပြန်လာတဲ့အလာကအကြအားကောင်းနေတာပေါ့နော်အဲ့တော့ဘယ်နားလေးမှာစုံးမလဲဆိုတော့ကျွန်မစောင့်ကြည့်ကျွန်မဝေချင်တယ်ပူဘက်အနေနဲ့ပေါ့နော်ဘာလို့လဲဆိုတော့အကြောက်ကျွန်မမရတာပြောတော့ကျွန်မအဝယ်လိုက်ချင်တယ်အဲ့တော့ဒီနားလေးမှာပူဘက်လေးတော့ပြန်ပြတာပေါ့နော်ဒါပေမဲ့အကြအားကောင်းနေတယ်ပေါ့နော်1 hour အရာဆိုရင်လည်းသူကဘယ်ထိတက်သွားလဲဆိုတော့ကျမတို့3040တက်ပြီးတော့မှပြန်ကျနေတာပေါ့နော်ဒါက down trend မလိုက်ပဲနဲ့ counter trade ဆိုတော့ကျမတို့နည်းနည်းလေးတော့ဘာဖြစ်လဲဆိုတော့ NDA ရှိတာပေါ့နော်ဒါပေမဲ့လည်းအကြောက်မစောင်းနိုင်ဘူးဒီလက်ရှိကြည့်နေတဲ့အချိန်မှာပဲပူပတ်အနေနဲ့ပြန်တက်မလားပေါ့နော်ဒါလေးကိုကျမအဝယ်လိုက်ချင်တာပေါ့နော်ကျမတို့အခုလက်ရှိနေရာကနေဝင်မယ်ဆိုရင်ကျမတို့ SL ကတော့ဖြစ်နိုင်မယ်ဆိုရင်ဒီနားထိထားမှာအဲ့တော့ဘာဖြစ်လဲဆိုတော့ SL ကအရန်ဝေးနေတယ်ကျမတို့3321နဲ့3990တော်တော်များနေတယ်အဲ့ဒါကိုကျမချိန်နဲ့ကဘာရှူကိုကျမမဝင်ဖြစ်ဘူးတလားအဲ့လိုမျိုးတွေဖြစ်နေတာဘာဖြစ်လဲဆိုတော့ကျမ rich မယူနိုင်ဘူးကက်စီနေနေတာပေါ့နော် rich ကိုကျမ$10အများဆုံးပဲလိုချင်တယ်$5တောင်မဟုတ်ရင်$10အများဆုံးပဲကျမလိုချင်တာပေါ့နော်အဲ့တော့3310နှစ်ထိဆင်းမလားဆင်းရင်တော့ပူတော့ကောင်းတယ်ဒါပေမဲ့သူပြန်လဲတော့မှလားမသိဘူးเนาะဒီမှာကျမဝင်ချင်တယ်အဲ့တော့ကျမနောက်ကန်တဲ့တခုကိုကျမတစ်ချက်စောင့်မှာပေါ့เนาะnext ကန်လေးကိုစောင့်မယ်15မိနစ်ကျမတစ်ချက်ကြည့်မယ်15မိနစ်က1 hour ရ1 hour ရလဲဒါ down trend ကိုမှကျမက sorry ပါကြားနေတာပေါ့เนาะ down trend တော့မဟုတ်သေးပါဘူးကဘာရွှေကကြားနေတာကိုမှကျမ counter trade ချင်တယ်အယောင်းလိုက်မယ်ဆိုရင်တော့ဒီနားကလည်းသူပြန်လဲနိုင်တယ်လို့သူအမြင့်ဆုံးတက်မှာတော့3386လီတာတက်နိုင်ချေရှိတာပေါ့เนาะတက်မယ်ဆိုရင်တက်နိုင်ချေရှိတဲ့ပုံစံလေးပါအခုသူပြန်ကြားနေပြီအဲ့တော့5 minuteမှာကျမတေချာလေးစောင့်ကြည့်မယ်5 minute ရ character ချိန်သွားပြီ character ချိန်ပြီးတော့ကျမတို့ပူဘက်အနေနဲ့ပြန်လာတယ်လာပြီးတော့ဒီလိုမျိုးပြန်တက်တဲ့အနေအထားလေးမှာဒီလိုမျိုးနေရာမှာကျမတို့လိုက်ဝယ်ရမှာအခုအနေအထားကတော့ကျမတို့တေချာမှုမရှိသေးဘူးပေါ့နော်အဲ့တော့ကျမတို့ဒီ time frame အနေတွေမှာဆင်းကြည့်တယ်ဆိုတာကတိကျတဲ့ confirmation ကိုယူတာပါခိုင်ကြောက်ရှင်လည်းကျမတို့က entry ပါချင်လို့ပေါ့နော်လိုက်ဝယ်တာကြီးလည်းရှိတယ်ဒါပေမဲ့အခုလက်ရှိအခြေအနေကတော့ဒီ5 minute အရာကတော့အကြတွေအားကောင်းတော့ပဲကန်နေအားဖြစ်လဲကျမမကြိုက်သေးဘူးပေါ့နော်အဲ့တော့တစ်ချက်စောင့်ကြည့်အောင်မယ်နော်တစ်ချက်စောင့်ကြည့်ပါမယ်ကန်နေရဘလို့မှမကြိုက်သေးဘူး5 minute ရ break သွားရဲဆိုရင်ပဲလေ5 minute ရ break သွားရဲဆိုရင်ပဲလေအကြအားအရန်ကောင်းနေတာဒါလည်းရှိနေရနေတော့မှဆင်းနိုင်ကြီးရှိတယ်လိုက်ပဲရအောင်တော့မလို့ဖြစ်နေပါပြီဒါဝယ်ဖို့စောင့်နေတာနေဒါအကြအားကောင်းနေတယ်ဆိုတော့ရောင်းမယ်ဆိုပါစို့ရောင်းမယ်ဆိုရင်လည်းရောင်းဖို့ရနောက်တက်နေရမှာကျမတို့ကပြန်တော့စောက်ရအောင်ပါအခုလက်ရှိ3310ခွန်เนาะအခုကျမတို့အယောင်းလိုက်မယ်ဆိုပါစို့ဒီ3310ခွန်ကနေကွာကြားတော့မှာပေါ့ဘက်ကနေလိုက်ဝယ်မယ်ဆိုလဲကျမတို့ရဲ့ SA က3340မှာထားရမယ်အဲ့တော့ဒီနေရာကိုကျမတို့တွက်ကြည့်လိုက်အောင်တော်တော်လေးကိုမှပစ်များနေတာပေါ့နော်ဆက်ခွန်ကနေကျမတို့ sorry ပါ40ကနေပြီးတော့ဆက်ခွန်နှုတ်ကျမတို့10ကခွန်3 23 page ရှိတယ်$20နဲ့ဆိုရင် 0.01 နဲ့ဝင်တော့မှ$23ရှိတယ်အဲ့ဒါကိုကျမ risk မယူနိုင်ဘူးဖြစ်နေတာဟုတ်လား risk မယူနိုင်ဘူးတခြားပဲတွေကိုလည်းကျမအများကြီးမကြည့်နိုင်ဘူးပေါ့နော်ကျမကြည့်နေကြလက်ရှိပဲတွေကနည်းနည်းမလုတ်သေးလို့မလုတ်ခတ်သေးလို့ကျမစောင့်နေတာဟုတ်ပြီကျမဝင်မယ်အဲ့တော့21เนาะ3321 21ဆိုရင်ကျန်3321အမလေးဒီနာလောက်မှလွတ်မှာ3305ဆိုရင်15ပေလောက်အနည်းဆုံးရှိတယ်ကျမ SA ကကျမတို့ပေါ့နော် entry တစ်ခုဝင်ပြီးလို့ရှိရင်ကျမအနှိမ့်ဆုံးswing လို့ပေါ့နောက်ဆုံးဖြစ်ခဲ့တဲ့ကျမတို့ဒီ swing လို့ပေါ့နော်ဒီ swing လို့မှအနည်းဆုံးထားရမှာ
ဖြစ်နိုင်တယ် rich ယူနိုင်တယ်ဆိုရင်တော့ဒီရဲ့ swing လို့ထိထားရမှာဒါပေမဲ့အရန်ဝေးတယ်အဲ့လိုမျိုးဖြစ်နေတာအဲ့တော့ကျမလေးအဲ့လိုမျိုးကက်စီတက်လို့လေဒီလိုမျိုးကျမဝင်လိုက်လို့ရှိရင်ကျမလေးအကျင့်မကောင်းဒီနားလေးမှာကျမထားတတ်တယ်အဲ့တော့တကယ်ပြန်ကြားမယ်ဆိုရင်ကျမရဲ့ asset ကိုထိသွားတာပေါ့နော်ဘက်ကနေဝိုင်းခါကျကျမအရှုံးနေသွားတာပေါ့ဒါပေမဲ့လည်းတစ်ခါကြောက်ရှင် market ကပြန်ကျပြီးတော့မှဟိုပြန်တက်သွားတယ်လည်းရှိတယ်ကျမတို့က asset ကိုဖြစ်နိုင်မယ်ဆိုလွတ်လွတ်ကျွတ်ထားရမှာဒါပေမဲ့ဒေါ်လာနဲ့တွက်မယ်ဆိုရင်ကျမတို့ကမ္ဘာရွှေက weight ကြီးတာဖြစ်တဲ့အတွက် 0.01 လေးနဲ့ဆိုရင်တော့မှ$20 $30ရှိနေတော့လေအဲ့လိုမျိုးပေါ့နော်ကျွန်မ rich မယူနိုင်ဘူးကျွန်မအများဆုံး rich က$10ပဲယူနိုင်တယ်အဲ့တော့အခုကျွန်မဝင်လိုက်တာကကျွန်မဝင်လိုက်3321ကျွန်မ asset ထားမယ်နော်မထားလို့မဖြစ်ဘူးကျွန်မ asset ထားပါမှာ asset ထားပါမယ်3300ကျွန်မထားလိုက်မယ်ဒါကတော့ TPTT SATT ပေါ့နော်ကိုယ့်ရဲ့ဒီဘောင်ထဲမှာဝင်လာတော့ဝင်လိုက်တာပေါ့ကျမတို့ကိုယ့်ရဲ့ဘောင်ထဲမှာဝင်တိုင်းကျမတို့ရဲ့ strategy အလုပ်လုပ်တိုင်းကျမတို့ပြောရမယ်ဆိုရင်မြတ်မယ်လို့မဆိုလို့เนาะကျမတို့ strategy တွေကအကုန်တရားရခိုင်တော့မှန်ကန်မှုမရှိဘူးเนาะ